မျိုးသမီးတိုင်းသတိထားရမယ်ပေါ့နော်ရင်သားကန်ဆာရဲ့ရှေ့ပြေးလက္ခဏာတွေကဘာတွေဖြစ်နိုင်လဲပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ဘဝကျမ်းမှာ10မိနစ်စာအစီအစဉ်အကျိုးဆိုပါတယ်ဆရာမတော့ခွန်ရှိကွန်ဟက်ကဲမှာထောက်တာမြတ်မှုဖြစ်ပါရှင်ဆရာမတို့ဒီလိုမျိုးပေါ့နော်ဒီရင်သားကန်ဆာအဖြစ်ပေါ့နော်ဘလို့အခြေအနေမျိုးမှာတန်တရားရှိဖို့လိုအပ်လဲဆိုရင်ပေါ့နော်ဒီအမျိုးသမီးတယောက်ရဲ့ရင်သားမှာပေါ့နော်အလုံးအကျိတ်တခုခုစမ်းမိတာပေါ့နော်ဒါမှမဟုတ်ရင်ဆရာမတို့ဒီလိုမျိုးဂျိုင်းအောက်တွေမှာအဲ့လိုမျိုးအဖုတွေအကျိတ်တွေစမ်းမိတာမျိုးပေါ့နော်ဒါဆိုရင်ဆရာမတို့ဒီအမြန်ဆုံးပေါ့နော်ဆရာဝန်တရားအောင်နဲ့ပြသစစ်ဆေးဖို့လိုအပ်ပါတယ်ပေါ့နော်ပြီးတဲ့အခါကျဒီအမျိုးသမီးရဲ့ရင်သားမှာအရေပြားပုံစံတွေပြောင်းလဲလာတာပေါ့နော်အရေပြားခြိုက်ဝင်တာတွေရှိမယ်ပေါ့နော်ပြီးတဲ့အခါကျတော့အရေပြားကဒီပေါ့နော်ပုံမှန်အရေပြားမဟုတ်ဘဲနဲ့ပေါ့နော်လိမ်မော်သီးအခွန်လိုမျိုးပေါ့နော်ပေါက်ခြိုင်လေးတွေဖြစ်နေတာမျိုးပေါ့နော်ဒါမျိုးတွေဆိုလည်းအရေးကြီးပါတယ်ပေါ့ပြီးတဲ့အခါကျဒီအမျိုးသမီးတယောက်ရဲ့ပေါ့နော်နှုတ်သီးကောင်းပေါ့နော်သူကခြိုင်ဝင်နေမယ်ပြီးတော့နှုတ်သီးကောင်းကနေပုံမှန်မဟုတ်တဲ့အရေတို့သွေးတို့ဆင်းတာမျိုးတွေပေါ့နော်ဒါတွေဆိုလည်းဆရာမတို့အရေးကြီးတယ်ပြီးတဲ့အခါကျတော့ဒီအမျိုးသမီးတယောက်ကပေါ့နော်ဓမ္မတာစက်ဝန်းအချိန်မဟုတ်ဘဲနဲ့ပေါ့နော်ရင်သားတောက်လျှောက်နာကျင်နေတာမျိုးတွေဆိုလည်းအရေးကြီးတယ်ပြီးတော့ပုံမှန်မဟုတ်ဘဲနဲ့ကိုယ်အလေးချိန်ကျဆင်းသွားတာမျိုးတွေပေါ့နော်ဒါဆိုရင်ဆရာမတို့သတိထားဖို့လိုအပ်ပါတယ်ရှင်အားလုံးပဲကျန်းမာဒုက္ခနဲ့ပြည့်စုံကြပါစေရှင်